မင်္ဂလာပါခင်ဗျာကျွန်တော်တူတာပါစကိုင်းဆက်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေ။နေ့ညကတော့ကျွန်တော်သုံးသပ်ပေးခဲ့တဲ့ပြင်သစ်စင်ပြေခဲ့ပါတယ်ပြင်သစ်တကယ်လည်းနောက်ကိုပြန်တဲ့အနိုင်ရှားခဲ့တာဖြစ်ပါတယ်။နေ့ညကတော့ကျွန်တော် data တွေပြောစရာရှိတာဆိုတော့တော်တော်လေးပြောလိုက်ရတယ်ဒါပေမဲ့ဒီနေ့ကတော့ data နဲ့ပတ်သက်ရင်နည်းနည်းလေးပြောစရာနည်းပါတယ်။ကြည့်မယ်ဆိုရင်ဗျာစပိန်ကတော့သူတို့လက်ရှိဖြတ်သန်းမှုရတော့လုံးဝပေးကိုမရှိသေးဘူး။ဒါမှသူတို့ကိတ်ဗာဒီကိုစီစီနဲ့တည်ကြတဲ့ပွဲရလွှဲရင်ကျန်တဲ့ပွဲတွေအကုန်လုံးမိနစ်90အတွင်းအနိုင်ရထားတာဖြစ်ပါတယ်။ဒါပေမဲ့တခုပြန်ပြီးတော့ကြည့်တဲ့အခါမှာသူတို့နည်းနည်းလေးအတင်းကြီးလို့ပွဲကစားတဲ့အခါဘီဂိမ်းလိုပွဲတွေကစားတဲ့အခါမှာတော့နိုင်အောင်ရှာလက်ကတကူတဲ့မပူလို့ပြောလို့ရပါတယ်။ဥရုဂွေကို C1 ပေါ်တူဂယ်ကို C1 ပါဆိုတော့ဒီနှစ်သင်းရလည်းနိုင်ငံမှာဆိုအတင်းကြီးရဲ့ပါတာဖြစ်တဲ့အတွက်စပိန်ကတော့သူတို့ရဲ့ဒီကန်စစ်ကောင်းတဲ့ကစားပုံကြောင့်ရောတိုက်စစ်ကနင်းငယ်လေးသူတို့လိုအပ်ချက်ဒီအဆုံးသက်လိုအပ်ချက်ရှိခဲ့ရတဲ့ကြောင့်ရောကိုကဖြားတဲ့လောက်ထပ်ပြီးတော့မရခဲ့တာပါဒါအောင်မှကြည့်မယ်ဆိုရင်ဒီနှစ်မှာလုံးဝမထင်မဲနဲ့ကောင်းမြောက်ပါတယ်ကိတ်ဗာဒီကိုလည်းသူတို့ကိုမရခဲ့ပါဘူးဒီအတွက်ကြောင့်လက်ရှိမှာဘယ်ဂျီယန်လည်းရှီအောင်မျိုးဆက်တဖြည်းဖြည်းနဲ့ပုံဝမ်းပြီးဆိုတော့ညားလေသူ့ရဲ့လက်ရှိသုံးဝက်ဆက်နိုင်ထားတဲ့အချိန်နဲ့တွေ့တဲ့အခါမှာတော့စပိန်အရန်ကြီးတော့မလွယ်ဘူးလို့ကျွန်တော်ယူဆတာဖြစ်ပါတယ်ကြည့်မယ်ဆိုရင်ဗျာဘယ်ဂျီယန်ကတော့သူတို့အရှိပွဲမှာတော့အေရှီအမေရိကန်ကို1-4နဲ့အနိုင်ခံပြီးတော့နောက်တစ်ဆင့်ကိုတက်လန်းလာပါတယ်အဲ့ဒီအရှိမှာဆိုရင်လည်းစီနီဂိုကို Z2 အရှုံးကနေ3-2နဲ့ Reverse Comeback လုပ်ခဲ့တာဖြစ်ပါတယ်ထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဘယ်ဂျီယန်ကသူတို့ကလည်းအီရန်နဲ့ပွဲရလွှင့်ရင်ချန်နယ်ပွဲတွေအကုန်လုံးဂိုးရှာခဲ့ပါတယ်ဒါပေမဲ့ဘယ်ဂျီယန်ကတခုရှိတာစီနီဂိုတသင်းကိုနှလုံးပေးခဲ့တာရတာလွဲမယ်ဆိုရင်ချန်နယ်ပွဲတွေအကုန်လုံးသူတို့ပေးကိုကတကူထက်မပိုသေးပါဘူးဒီတော့အာရှအကျော်ပေးမှုကိုကြည့်တဲ့အခါမှာလုံးသွင်းမှစပိန်ဘက်ကပြပပလေးပဲနိုင်မယ်ဆိုတဲ့အနေအထားမျိုးပေးထားတဲ့ပုံစံအရာဒီ20လောက်ပဲနိုင်မယ်ဆိုတဲ့ပုံစံအရာကတော့စပိန်အနေနဲ့မိနစ်90တွင်နိုင်အောင်တကူထက်မပိုဘူးလို့ကျွန်တော်ယူဆပါတယ်ဒါမှဒီကိုပေါင်းအနေနဲ့ဆိုရင်လည်းသုံးလုံးသွင်းရင်တဝက်ချော်ချော်လောက်ပျော်ရွှင်ခွင့်ရမယ်ဆိုတော့ဒီအနေထားကတော့ maybe ဘယ်ဂျီယန်ကိုပြန်ရှာကောင်းရှာနိုင်တယ်ဒါပေမဲ့လည်းစပိန်ရဲ့ခံစစ်ကကိုလုံးဝမပေးရသေးဘူးဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကတော့ဒီပွဲကိုအနည်းဆုံးမိနစ်90အတွင်းကို ZZ ဒါမှမဟုတ် 1Z အဲ့လိုမျိုးမှန်းပြီးတော့ပဲဘယ်ဂျီယန်ဘက်ကနေရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုအနေများတော့အန်ဒီရဲ့များပါတယ်ဘာလို့လဲဆိုတော့ကိုအနေများတော့ခမသိရင်တော့ကိုများသွားတာမျိုးဖြစ်တတ်တယ်ဒါပေမဲ့လည်းအခုလိုအဆင့်မျိုးထိစပိန်ကိုမပေးရသေးဘူးဆိုရင်ဒီအဆင့်လည်းထပ်ပြီးတော့ကိုမပေးရတော့သေးဘူးလို့ပဲကျွန်တော်ယူဆပါတယ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာထပ်ပြီးတော့စဉ်းစားလို့ရလဲဆိုတော့လက်ရှိအနေအထားအရာဆိုရင်သူတို့ knockout stage မှာတွေ့တဲ့ပုံစံကစပိန်ကဒီပွဲနိုင်မယ်ဆိုရင်သူတို့ကပြင်သစ်နဲ့ထပ်ပြီးတော့ကစားရမှာဒီအတွက်သူတို့ကလည်းဒီဘယ်ဂျီယန်တသင်းတွေကိုတော့အကုန်လုံးရှိသမျှကစားအကုန်ထုတ်ပြီးတော့မစော့လာနိုင်ဘူးလို့ထင်တယ်ဘာလို့ဆိုတော့နောက်တဲ့တပွဲကစီမီဆိုတော့9 final တက်မှာဆိုတော့ France နဲ့လည်းကစားရမှာဖြစ်တဲ့အတွက်စပိန်ဒီပွဲကိုတော့နိုင်နောက်မှသူတို့အရန်ကြီးကစားအကုန်မခံဘူးလို့ပဲကျွန်တော်ယူဆပါတယ်ဘယ်ဂျီယန်တက်သွားနိုင်လားဆိုတော့မနိုင်ပြောရရင်တော့ဘယ်ဂျီယန်တက်ဖို့တိတ်ပြီးတော့မရှိပါဘူးဘာလို့တိတ်မရှိဘူးလဲဆိုတော့ဘယ်ဂျီယန်ဒီအဆင့်ကြီးရောက်လာတော့မှသူတို့ကတော်တော်လေးကန်ကောင်းတယ်လို့ပြောလို့ရတယ်တော်တော်လေးလည်းသူတို့အနေထားရဆိုရင်ဘယ်ဂျီယန်အနေနဲ့ကဒီရောက်ဖို့တော့ကျွန်တော်တို့တကယ်မထင်ထားတဲ့အနေထားပါကျွန်တော်တို့မော်ရိုကိုနဲ့ပြင်သစ်တုံးကလည်းဒီလိုအကျော်ပေးမှုမျိုးပြီးခဲ့တာပဲဒါပေမဲ့ပြင်သစ်ဘက်ကတူးစီတကယ်အနိုင်ရပါတယ်အဲ့ဒါဘာလို့လဲဆိုတော့တစ်ဖက်ကမော်ရိုကိုကလည်းတော်တော်ကောင်းနေတဲ့အသင်းဖြစ်လို့မော်ရိုကိုကပြောရရင်တို့ကပြိုင်ပွဲဆောင်ပွဲ30ကျော်ကျော်လောက်ကိုရှုံးပွဲမရှိခဲ့တဲ့အထိကိုတို့ကအမ်ဘီတန်နဲ့တို့ကတောက်လျှောက် run နေတဲ့အသင်းများပြီးတော့ပြင်သစ်ကကျတော့အရှိမပေါ်တော်ဂွေးနဲ့တပွဲကိုသူကကြာထားတဲ့အနေအထားမျိုးအဲ့ကျတော့အပေါ်သိမ်းနိုင်မှုကနည်းနည်းအားကောင်းပါတယ်အခုကျတော့ဘယ်ဂျီယန်ကကျတော့အရန်ကြီးပရိသတ်အကြိုက်မဟုတ်ဘူးပရိသတ်တွေရဲ့အဲ့လို fan favorite မဟုတ်ဘူးပေါ့ဗျာဥပမာဆိုအင်္ဂလန်တို့ဒီဘရာဇီးတို့ဘာလို့ဆိုရင် fan favorite ထဲမှာပါတယ်စပိန်တောင်မှ fan favorite ထဲမှာပါလိမ့်မယ်ဘာလို့ဆိုတော့ဒီဘာစီလိုနာ fan တို့ Real Madrid fan တို့ဒီပရိသတ်တွေတော်တော်များများစပိန်အားပေးကြမှာဗျာအထူးသဖြင့်ဘာစီလိုနာ fan တွေပို့ပြီးတော့များမယ်ထင်ပါတယ်ဆိုတော့လမ်းကြောင်းလွှဲမှာဆိုလို့ကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်စပိန်ကဒီနေ့အနေထားနဲ့ဘယ်ဂျီယန်ကိုပေးထားတဲ့ဟာကြောပေးမှုကကျွန်တော်တို့ကဒီအချိန်မှာတော့အရန်ကြီးတွေများတယ်တွေနဲတယ်တွေအဲ့လိုပြင်းတယ်တွေပျော့တယ်တွေတော့တိတ်တော့လုံးလို့မရတော့ဘူးဒါပေမဲ့လို့ကျွန်တော်ဒီပွဲကိုတော့
စပိန်နိုင်ဝိုင်းတော့တကူလို့ပဲကျွန်တော်တွက်ဆထားတဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ဘယ်ဂျီယံကိုပဲရွေးချယ်ပေးချင်ပါတယ်ထပ်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်မနေ့ကဆိုရင်လည်းကျွန်တော်တေချာလီသုံးသပ်ပေးခဲ့ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကဒီပွဲတွေဒီဘလို့မှ match fixing ဒီလုပ်ပွဲတွေလို့ယူဆလို့မရဘူးပေါ့လေကျွန်တော်တို့ကပြောရရင်ဒါတကယ်ကစားသွားတယ်မော်ရိုကိုဆိုရင်မနေ့ကသူတို့ဘာဖြစ်လို့ကိုပြတ်မရခဲ့လဲဆိုတော့အဖြေကတော့အဓိကသူတို့တိုက်စစ်မှုစိုင်ဘရီနာဝါတဲ့အချက်ပဲမင်းညဆိုရင်တို့ခန်းစစ်ကကိုသမားရာစင်းဘူးတော့တော်တော်ကောင်းတယ်ရာစင်းဘူးတော့တော်တော်လေးကာခဲ့လို့လေပြင်သစ်ဘက်ကနေ3ခုပြက်တွေ4ခုပြက်တွေမဖြစ်သွားလို့တော့ပြောလို့ရတယ်သူတို့ကွင်းနေတွေပါအထိပြန်ပြီးတော့ကစားရလေမစိုးဘူးပြင်သစ်ကိုလည်းသူတို့ရာသလို့တော့ခံကစားတယ်ဒါပေမဲ့လည်းတိုက်စစ်မှုမရှိတော့ကြတော့သူတို့ခန်းစစ်တစ်ခုတွေနဲ့ကစားနေရတဲ့အခါမှာအချိန်တန်တော့သူတို့ခန်းစစ်ပြူသွားတယ်ဂိုးတွေပေးခဲ့ရတယ်ပေါ့လေဘယ်ဂျီယန်ကျတော့အဲ့လိုပြင်မဟုတ်ဘယ်ဂျီယန်ကျတော့ကျွန်တော်ပြန်ရှင်ပြရမယ်ဆိုရင်သူတို့ရဲ့တိုက်စစ်မှာကျွန်တော်ဟိုတနေ့ကတော့တိတ်မကြိုက်ဘူးလို့ပြောခဲ့ပေမဲ့ဒီကက်တလရီတို့တိုက်စစ်မှာဆိုရင်နောက်အရန်မှာဆိုရင်လည်းလူကာကူတို့ထရော့ဆက်ဒီဘရိုင်းဒါအောင်မှဒိုကူတို့နဲ့ထွက်လာမယ့်အနေအထားမျိုးဒါအောင်မှတိုင်လီမန်တို့လည်းပါအောင်မယ်အက်စတွန်ဗီလာဒီတော့ဒီလိုအနေအထားမျိုးနဲ့ဆိုရင်ဘယ်ဂျီယန်ကျတော့လောကခံစစ်တချမ်းနဲ့သွားနေမှာမဟုတ်ဘူးဗျာသူတို့လည်းအခွင့်အရေးရရင်ရတယ်လို့တိုက်စစ်ကပြန်ပြီးတော့စင်နိုင်မဲ့အနေအထားမျိုးပါဒါအောင်မှကြည့်မယ်ဆိုရင်သူတို့ကဒီ playoff ရောက်တဲ့အချိန်မှာဘယ်ဂျီယန်ရာကိုကတော်တော်များတယ်လို့ပြောလို့ရတယ်သူတို့စီနီဂေါကို3-2နဲ့ပွဲမှာ3ဂိုးရခဲ့တယ်အမေရိကန်ကို1-4နဲ့ပွဲမှာ4ဂိုးထိရခဲ့တာဖြစ်တဲ့အတွက်ဘယ်ဂျီယန်တိုက်စစ်ကတော့မိုရိုကိုထက်ပိုပြီးတော့ဂိုးရနိုင်ခြေများတယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါပေမဲ့အဲ့လိုမျိုးဂိုးရနိုင်ခြေများသွားတဲ့အခါမှာဘယ်ဂျီယန်လည်းတိုက်စစ်ဆင်မယ်စပိန်ကလည်းသူတို့ခံစစ်ကောင်းမယ်ဆိုတော့ပွဲရသူဘယ်ဂျီယန်တိုက်လိုက်စပိန်ကပြန်ခံဆော့လိုက်ပြင်စပိန်ကဆုံးသက်မသေးကြတာနဲ့အိုယာဇာဘဲတို့ပါလို့ဆိုတခါလေဆုံးသက်မသေးကြဘူးပြီးရင် Ferran Torres လည်းဆုံးသက်တွေကတိတ်အစင်မပြေတဲ့အနေအထားမျိုးမှာဆိုတော့ပွဲရကျင်းကျင်နဲ့အနေငယ်တွေတော့ EDS နိုင်ဝနိုင်တယ်ကျွန်တော်ကတော့ဒီပွဲကို CC1 လို့ပဲယူဆထားတာဖြစ်တဲ့အတွက်မိနစ်90အတွင်းကိုတော့ကျွန်တော်ဘယ်ဂျီယံပဲရွေးချယ်ပေးချင်ပါတယ်နောက်တော့ဆင်တက်ဖို့ကတော့ကျွန်တော်စပိန်တက်တော်မယ်လို့ပဲထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အကြိုက်ကတော့ဘယ်ဂျီယံပါဗျအားလုံးပဲအဆုံးယူပေးကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပေးကြဖို့မေးပါနဲ့ကျွန်တော်ရဲ့သုံးသက်ချက်တွေကိုကြိုက်နေတဲ့ဆိုရင် share လေးတွေလည်းလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲဒီညရှင်းပေးကြပါစီနိုင်ရတဲ့ဒေစီတို့ချောင်းနိုင်ကြပါစီ